မင်္ဂလာပါခင်ဗျာယနေ့နောက်ဆုံးရပြည်တွင်းဒေါ်လာရင်းနဲ့စီးရီသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးရရှိလာတဲ့သတင်းတစ်ပုဒ်အရ AR တိုင်းရေကြီးမြို့နယ်အတွင်းကအမြောက်တပ်စခန်းတစ်ခုဖြစ်တဲ့အာမဒ344ရဲ့လုံခြုံရေးစခန်းခွဲ3ခုကိုအာရခတပ်တော် AA ကတင်ပိုက်လိုက်ပြီလည်းဖြစ်ပါတယ်ဒီဖြစ်စဉ်နောက်ပိုင်းတိုက်ပွဲတွေပြင်းထန်လာပြီးတော့လက်နက်ကြီးကြီးတွေဟာစခန်းနဲ့အလွန်နီးကပ်တဲ့နေရာတွေအထိရောက်ရှိလာတာကြောင့်စစ်ရရှိတွေရဲ့မိသားစုဝင်တချို့ကလည်းစတွင်ရွှေ့ပြောင်းနေရပြီးတော့ဒေသခံစစ်ရေးသတင်းမျိုးတွေစီကသိရှိရပါတယ်ခင်ဗျာအေနဲ့မဟာမိတ်တပ်ဖွဲ့တွေဟာမေလ10ရက်နေ့ကစပြီးတော့အမြောက်တပ်ကိုပြန်လည်ထိုးစစ်ဆင်နေခဲ့ကြတာပါအဲ့ဒီတိုက်ပွဲမှာအမြောက်တပ်ရဲ့တပ်မိုင်ကွာကကာကင်း3ခုကိုအေကတင်ပိုက်လိုက်နိုင်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့စစ်ကောင်စီဘက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေရှိခဲ့ပြီးတော့မေလ12ရက်နဲ့13ရက်တွေမှာတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့လည်းသိရှိရပါတယ်တိုက်ပွဲပြင်းထန်ရုံနဲ့မကပါဘူးလက်နက်ကြီးကြီးတွေဟာမြောက်ဆန်းရွာအထိကြားရောက်နေတာကြောင့်အရာရှိတွေရဲ့မိသားစုဝင်တွေကိုစတွင်ရွှေ့ပြောင်းပေးနေရပြီလို့ဒေသခံတူကပြောပြလာပါတယ်သူကဆက်လက်ပြောပြလာတာကလက်နက်ကြီးကြီးတွေကမြောက်ဆန်းရွာအထိကျပါတယ်အရာရှိတွေရဲ့မိသားစုတွေပြောင်းနေရပြီမယ်စစ်သားတွေရဲ့မိသားစုတွေကတော့မပြောင်းရသေးဘူးလို့ပြောပါတယ်အခုနောက်ဆုံးခံစစ်အနေအထားနဲ့စစ်သားတွေကိုအမိန့်ပေးထားပါတယ်သူကထပ်ပြီးတော့စစ်သားတွေအနေနဲ့အသေးခံတိုက်နိုင်စွမ်းမရှိတော့ဘဲနဲ့ထွက်ပြေးကြဖို့ပဲရှိပါတယ်ဒါအပြင်အမြောက်တပ်နဲ့တမိုင်လောက်ကွာကကာကင်း3ခုကို AA ကရယူထားနိုင်ပြီးတော့အခုအချိန်မှာတော့ AA ကနေရာ3ခုကနေပြီးတော့မှအမြောက်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့လည်းပြောပါတယ်စစ်ရေးသတင်းမြစ်တစ်ခုရဲ့ပြောပြချက်အရ AA နဲ့တော်လန်ရေးတပ်တွေဟာအမတာ344တပ်ရင်းကိုကွာငတိုင်းချောင်းလမ်းဘက်နဲ့အမြောက်တပ်ရဲ့နောက်ကျောဘက်တို့ကနေထိုးစစ်ဆင်နေပြီးတော့အခုအချိန်မှာတော့အမြောက်တပ်ရဲ့ဝင်းရံကာကင်း5ခုလောက်ပဲကျန်ရှိပါတော့တယ်ကျန်တဲ့ကာကင်းတွေမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာပြန်ဆုတ်ဖို့အတွက်ခွင့်တောင်းနေပြီလို့လည်းသိရှိရပါတယ်နောက်ထပ်သတင်းမြစ်တစ်ခုကလည်းစစ်ကောင်စီဘက်ကငတိုင်းချောင်းဂွာလမ်းမိုင်းကိုပြန်လဲထိချုပ်ချင်နေပေမဲ့အမတာ344ပြင်ပကိုစစ်ကြောင်းထိုးလာရင်တော့တိုက်ပွဲဖြစ်ပွားပြီးတော့သူတို့ရဲ့စစ်ကြောင်းကိုချေမုန်းခံရတဲ့အတွက်လေကြောင်းနဲ့လက်နက်ကြီးနဲ့ပစ်ကူပေးနေကြရပါတယ်ဒါပေမဲ့သူတို့စစ်ကြောင်းကတော့တဖြည်းဖြည်းချင်းနောက်ဆုတ်နေရတယ်လို့ပြောပါတယ်လက်ရှိအခြေအနေအရအမတာ344အနီးမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးတော့စစ်တပ်ဘက်ကတဖြည်းဖြည်းနဲ့နောက်ဆုတ်နေရတယ်လို့သိရှိရပါတယ်ရခိုင်ပြည်နယ်ကအမတာ344ဆိုတဲ့အမြောက်တပ်ရင်းဟာငတိုင်းချောင်းကွာလန်ပိုင်းရေနံသာဂိတ်နဲ့မြောက်ဆန်းရွာအနီးမှာတည်ရှိပါတယ်အဲ့ဒီတပ်ရင်းဟာရခိုင်ရိုးမတောင်နဲ့လည်းတိတ်မဝေးလာပါဘူး2025ခုနှစ်အစောပိုင်းကတည်းကဒီနေရာမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာခဲ့ကြတာပါအခုဆိုရင် AA နဲ့မဟာမိတ်တပ်တွေကအဲ့ဒီတပ်ရင်းနဲ့အနီးနားကရှေ့တန်းစခန်းတချို့ကိုတင်ပိုက်ထားနိုင်ပြီးတော့တပ်ရင်းနဲ့3မိုင်အကွာအထိထိုးစစ်တွေရောက်ရှိလာကြပါပြီစစ်ကောင်စီအနေနဲ့ကြုံပြောအခြေဆိုင်ခါလာရ36ကနေအင်အားထုတ်နှုတ်ပြီးတော့ပြည်သူစစ်တွေနဲ့အတူစစ်ကူတွေဆစ်လွတ်နေတယ်လို့လည်းသိရှိရပါတယ်အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာကဂွားမြို့နယ်လည်းနေပါတယ်ကွာငတိုင်းချောင်းလမ်းမဘေးကမြောက်ဆန်းရွာတဝိုက်မှာလူသွားလူလာတိတ်မရှိကြတော့ဘူးလို့ဒေသခံတွေကပြောပြလာပါတယ်။အေးရဲ့ရှေ့ပြေးတပ်ဖွဲ့ဝင်တွေနဲ့စနိုက်ပါတွေကလည်းအဲ့ဒီနေရာတွေကိုရောက်ရှိနေကြပါပြီ။လက်ရှိမှာတော့အေးနဲ့ကာကွယ်ရေးတပ်တွေကအမတာ344မှာကြန့်ရှိနေတဲ့နောက်ဆုံးကာကွယ်ရေးစခန်း5ခုကိုဆက်လက်ပြီးတော့တိုက်ခိုက်နေကြပါတယ်။အဲ့ဒီတပ်ရင်းကို2025ခုနှစ်စံပိုင်းကလေးကအေးနဲ့မဟာမိတ်တပ်တွေကတိုက်ခိုက်ခဲ့ပြီးတော့စခန်း2ခုကိုတင်စီရမိထားပါတယ်။တေဆုံးသွားတဲ့စစ်သားတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုတော့တန်ကြက်ကရင်တွေနဲ့ပသိမ်ကိုပို့ဆောင်နေရတယ်လို့သတင်းရရှိထားပါတယ်။ရွှေမြင့်တင်မီးတကြိုဆက်နဲ့ပသိမ်စစ်ဆေးရုံတပ်ရင်းမဆရလေးကိုအဲ့ဒီလူနာတွေခွဲထားတယ်လို့ဆိုပါတယ်။ဒီအမြောက်တပ်ရင်းအတွင်းမှာပသိမ်အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကတပ်တွေကျုံပြောကခလာရ36ဖျာပုံကခလာရ98ဒနုဖြူကခလာရ108တက်မ66လောက်ခန့်ခလာရ14နဲ့ဟင်္ဒရာကခလာရ18အပြင်အခြားထုံနှုတ်တပ်တွေပါအာရင်ဖြစ်ထားတယ်လို့သိရှိရပါတယ်။ AR တိုင်းလေးမျက်နှာမြို့နယ်အတွင်းမှာလည်းစစ်ကောင်စီနဲ့တော်လန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်နေဆဲပါ။စစ်ကောင်စီဘက်ကဆုံးရှုံးထားတဲ့နေရာတွေကိုပြန်လည်သိမ်းယူဖို့အတွက်ကြိုးစားနေတယ်လို့လည်းဒေသခံတွေကပြောဆိုလာပါတယ်။ပသိမ်မုံရွာလမ်းမိုင်းကဆက်ဆက်ယူချင်းလေပန်တော်ကြီးကျေးရွာအနီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေကြပါတယ်။ရေကြီးလေးမျက်နှာအင်္ဂပူတာပေါင်းနဲ့ပသိမ်မြို့နယ်တွေမှာလည်း2025အစောပိုင်းကလေးက AA နဲ့အမှတ်29ဗျူဟာအပါဝင်တော်လန်ရေးအင်အားစုတွေပူးပေါင်းပြီးတော့တိုက်ခိုက်နေကြတာပါ။ AR တိုင်းအတွင်းဖြစ်ပွားနေကြတဲ့တိုက်ပွဲတွေကဒဏ်ရာရရှိခဲ့တဲ့စစ်ကော်မရှင်တို့ရဲ့တပ်သားတွေကိုပသိမ်မြို့အပြင်ကွင်းကောင်းမြို့ကိုပါပို့ဆောင်ပြီးတော့စေကူတာပေးနေရတယ်လို့သိရှိရပါတယ်။ပသိမ်ကနာတာခပေါ်အနောက်တိုင်းစစ်ဌာနချုပ်ကဂရင်300စေယုံမှာလူနာတွေများတော့မနိုင်တော့ပါဘူး။အဲ့တော့ကွင်းကောင်းနဲ့နေတဲ့လေးမျက်နှာနဲ့အင်္ဂပူကဒဏ်ရာရတဲ့သူတွေဆိုပသိမ်ကလက်မခံဘဲနဲ့ကွင်းကောက်ကိုပို့ခိုင်းတယ်လို့မြေပြင်စီရေးသတင်းမြစ်တွေကလည်းပြောပြလာပါတယ်။
2026ခုနှစ်မေလ12ရက် AR တိုင်းပသိမ်ခရိုင်ပသိမ်မြို့မှာရှိတဲ့အနောက်တိုင်းစစ်ဌာနချုပ်နာတာခဂရင်300ဆေးရုံမဆရလေးတွင်စေဝါကုသမှုခံယူနေတဲ့စစ်ကော်မရှင်ကဗိုလ်စင်ရှိသူတူဦးကစေကုသရေးနဲ့တည်ဆုံသွားတယ်လို့သိရှိရပါတယ်ခင်ဗျာစစ်ကောင်စီအရာရှိက AR စစ်မြေပြင်မှာဒဏ်ရာရရှိခဲ့ပြီးတော့တည်ဆုံသွားလို့မနေ့က73မေနေ့လယ်တနာရီခွဲလောက်မှာရွှေမြင့်တင်တုတ်တန်ကမိတိကျိုဆက်ကိုပို့ဆောင်တကြိုသွားတယ်လို့ပသိမ်မြို့ခံဒေသခံတူကပြောပြလာပါတယ်လက်ရှိမှာ AR တိုင်းအတွင်းမှာရှိတဲ့ငတန်းချောင်းအင်ကပူလေးမျက်နှာစတဲ့မြို့နယ်တွေမှာအာရခတက်တော်ပူပေါင်းမဟာမိတ်တပ်တွေနဲ့စစ်ကော်မရှင်တပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေကြတာလည်းဖြစ်ပါတယ်စစ်ကော်မရှင်ဟာ AR တိုင်းအင်ကပူမြို့နယ်ကွင်းကောက်မြို့မှာရှိတဲ့တပ်မတော်တပ်မြင့်လေးကျင်ရေးတင်နန်းကျောင်းတပ်က9ကိုခန့်စစ်စခန်းအသွင်ပြောင်းပြီးတော့စစ်အင်အားထောင်ချီဖြည့်တင်းကရခိုင်ပြည်တောင်ပိုင်းကိုလည်းထိုးစစ်ဆင်ရန်အတွက်ပြင်ဆင်နေတယ်လို့လည်းသိရှိရပါတယ်ဆက်ဆက်သတင်းတပုတ်အရမကွေးတိုင်းလောင်းရှည်မြို့ကစောမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား350ပါစစ်ကောင်စီစစ်ကြောင်းဟာစောမြို့နယ်တီကုန်းရွာအနီးကိုရောက်ရှိလာပြီးတော့မနေ့ကစတင်ကတော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားမှုတွေရှိနေတယ်လို့ဒေသခံစစ်ရေးသတင်းမြစ်တွေစီကသိရှိရပါတယ်ပြီးခဲ့တဲ့မေလ12ရက်နေ့ကလောင်းရှည်နယ်အတွင်းမှာရှိတဲ့ကားပစ25မှာထွက်ခွာလာခဲ့ကြတဲ့စစ်ကောင်စီစစ်ကြောင်းဟာအင်အား900ဝန်းကျင်မော်တော်ယာဉ်18စီးနဲ့အတူလောင်းရှည်မြို့ကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်လောင်းရှည်မြို့ကိုရောက်ရှိလာတဲ့စစ်ကောင်စီတပ်ရဲ့အင်အား900ဝန်းကျင်ထဲကအင်အား350ဝန်းကျင်ဟာဆက်လက်ပြီးတော့စောမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာနေပြီးတော့မနေ့ကမေလ23ရက်နေ့မှာစောမြို့နယ်9မိုင်ကွာကတီကုန်းရွာအနီးကိုရောက်ရှိလာတာကြောင့်တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားမှုတွေရှိနေတယ်လို့ဒေသခံတွင်းမှာရှိတဲ့စစ်ရေးသတင်းမြစ်တူကပြောပြလာတာလည်းဖြစ်ပါတယ်။လောင်ရှိကနေစောကိုထွက်သွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာတီကုန်းရွာကိုရောက်ရှိသွားပါပြီ။အဲ့ဒီကျွေးရွာနီနာတဝိုက်မှာတော့တိုက်ပွဲတွေဖြစ်ပွားနေကြပါတယ်။စကားစတပ်တွေကအင်အားများတော့တော်လှန်ရေးတပ်တွေဘက်ကလည်းအဲ့ဒီစစ်ကြောင်းကိုမဟန့်တားနိုင်ပါဘူး။သူတို့ကစောမအထိုင်ချမလားကြောက်ထုအမြောက်တပ်ကိုဆက်ထိုးမလားစောင့်ကြည့်အောင်မှဖြစ်တယ်လို့သူကပြောဆိုထားပါတယ်။အင်အား900ဝန်းကျင်နဲ့ကလက်ကျန်150မှာတော့လောင်ရှည်မြို့မှာဆက်လက်ကြန့်ရှိနေကြတာဖြစ်ပြီးတော့စောမြို့နယ်ဘက်ကိုဆက်လက်စစ်ကြောင်းထိုးမလားဆိုတာကိုစောင့်ကြည့်အောင်မှဖြစ်တယ်လို့ဒေသခံသတင်းမြစ်တွေစီကသိရှိရပါတယ်။လောင်ရှည်စောလန်ပိုင်းမှာရှိတဲ့နေရာတွေကိုစစ်ကောင်စီတပ်တွေကအင်အားအများပြားနဲ့စစ်ကြောင်းထိုးလာနေတာကြောင့်အနီးနားပတ်ဝန်းကျင်ကျေးရွာတွေမှာရှိတဲ့ပြည်သူလူထုတွေအနေနဲ့ကင်းလို့ရတော့လုံခြုံတဲ့နေရာတွေမှာသာနေထိုင်ကြဖို့မလိုအပ်ဘဲနဲ့လမ်းပေါ်ပိုင်းကိုဖျက်ဆီးသွားလာတာမပြုလုပ်ကြဖို့နဲ့စစ်ရေးအခြေအနေတွေကိုအထူးဂရုပြုစောင့်ကြည့်ကြဖို့ရောလင်းတန်းကလည်းသတိပေးနှိုးဆော်ထားပါတယ်။လက်ရှိစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာနေတာဟာမကွေးတိုင်းကလောင်ရှည်စောကန်ကြီးကြောက်ထုအဲ့ဒီလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့အတွက်အင်အားအများပြားနဲ့စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့သိရှိရပါတယ်။အဲ့ဒီလမ်းပိုင်းကိုစစ်ကောင်စီတပ်ကထိန်းချုပ်နိုင်မှာကမကွေးချင်းရခိုင်ကုန်းသွယ်မှုလမ်းကြောင်းတွေကရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့မြို့နယ်တွေကိုစစ်ကြောင်းထိုးစစ်ဆင်ဖို့အတွက်အခွင့်အလမ်းများစွာရရှိသွားမှာလည်းဖြစ်တယ်လို့သုံးသပ်သူတချို့ကဆိုထားပါတယ်။ချင်းပြည်နယ်မင်းတပ်မြို့နယ်12မိုင်ကွာစောကြောက်ထုမင်းတပ်လမ်းစုံမှာရှိတဲ့ကန်ကြီးကျွော်ကိုရောက်ရှိနေတဲ့အင်အား200ဝန်းကျင်ရှိတဲ့စစ်ကောင်စီရဲ့စစ်တပ်လမ်းကြောင်းဟာလည်းအဲ့ဒီကျေးရွာမှာအထိုင်ချတပ်ဆွဲကကရုတ်ချင်းဘန်ကာတွေကိုဆက်လုပ်ပြင်ဆင်နေတယ်လို့ကြောက်ထုအမြောက်တပ်ရင်အမတ်တ368ကလည်းအနီးနားတစ်ဝိုက်ကရှိတဲ့ကျေးရွာတွေကိုဒရုန်းနဲ့ပုံတီကျဲချတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရှိရပါတယ်စစ်ကောင်စီတပ်ဟာစောမြို့နယ်မှာရှိတဲ့ရှောက်ထုအခြေဆိုင်အမြောက်တပ်အမတ်တ368တပ်ရင်ကိုလေကြောင်းကနေထောက်ပို့လေရင်တွေနဲ့လက်နက်ခဲယမ်းရိတ်ခါတွေအဆက်မပြတ်ဖြစ်တင်းမှုတွေရှိနေတယ်လို့မကွေးတိုင်းမှာရှိတဲ့စစ်ရေးသတင်းမြစ်တွေနဲ့ဒေသခံတွေစီကနေသိရှိရပါတယ်နောက်ထပ်ရရှိလာတဲ့သတင်းတပုတ်အရယခုတင်ဆက်ပေးမှာကတော့စကိုင်းတိုင်းကနီမြို့နယ်အတွင်းနောက်ဆုံးဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေတွေပဲဖြစ်ပါတယ်ဒေသခံတွေရဲ့ပြောပြချက်အရအခုလက်ရှိမှာကျေးရွာပေါင်း44ရွာကနေပြည်သူတောင်းနဲ့ချီပြီးတော့နေရဲစွန့်ခွာထွက်ပြေးနေရတယ်လို့သိရှိရပါတယ်အဓိကအကြောင်းရင်းကတော့အကြမ်းဖက်စစ်တပ်ရဲ့ကျေးရွာမိရှုမှုတွေဒရုန်းနဲ့လေကြောင်းကနေပြစ်ခတ်ပုံကျဲမှုတွေကြောင့်ပါမေလ12ရက်နေ့မနက်8နာရီခွဲအချိန်လောက်ကစစ်ကောင်စီတပ်ဟာဒဇယ်ချောင်းရွာကိုရောက်ရှိလာပြီးတော့ညောင်ပင်ဝင်းရွာကိုဦးတီကဒရုန်းတွေနဲ့ပုံကျဲခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မြေပြင်ကနေစစ်ကြောင်းခွဲပြီးတော့ရှမ်းမြောင်ဒဇယ်ချောင်းမင်းကုန်းညောင်ပင်ဝင်းနဲ့ပန်းဆိုင်ရွာတွေကပြည်သူတွေရဲ့အိမ်တွေပစ္စည်းတွေကိုဖျက်ဆီးခံခဲ့ရတဲ့အပြင်မီးရှို့ခံခဲ့ရတယ်လို့သိရှိရပါတယ်နောက်တနေ့မေလ23ရက်မှာလည်းငါးဖြက်မှုထော်မင်းမတင့်ဝင်ရွာတွေကိုစစ်ကောင်စီကထိုးဖောက်ဝင်ရောက်လာပြီးတော့ပစ္စည်းတွေလူရက်ခဲ့ကတမင်ချန်ရွာကိုလည်းထပ်မံမီးရှို့ခဲ့တယ်လို့သတင်းတွေရသိရှိရပါတယ်အဲ့ဒီနေ့မှာပဲမုံရွာနာမခါကနေအသေးခံဒရုန်း2စင်းနဲ့ကနေရွာကိုပုံကျဲတိုက်ခိုက်လို့အမျိုးသားတူထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်မေလ9ရက်နေ့မနက်10နာရီလောက်ကမိထီလာလီတက်ကဂျက်ဖိုက်တာတစ်စီးနဲ့ဝင်းမနာရွာကိုပုံကျဲတိုက်ခိုက်ခဲ့လို့2ဦးသေဆုံးခဲ့ရပါတယ်။
မေလ10ရက်နေ့နေ့လယ်ပိုင်းမှာတော့မုံရွာနာမခကနေလွတ်တင်တဲ့အသေးကန်ဒရုန်း2စီးကစစ်ဆောင်ရွာတွေကိုပြစ်ခတ်ပြီးတော့ပုံကျဲခဲ့တာကြောင့်အသက်28နှစ်အရွယ်မြို့သားတဦးသေဆုံးက3ဦးဒဏ်ရာရရှိပြီးတော့ကားတစ်စီးလည်းပျက်စီးခဲ့ပါတယ်။မေလ9ရက်နေ့မှာလည်းတရားဥလီတပ်ကဂျက်ဖိုက်တာနဲ့ကနီမင်းကင်းလမ်းပိုင်းကိုပုံကျဲခဲ့တာကြောင့်အသက်50အရွယ်အမျိုးသမီးတဦးနှလုံးရက်ပြီးတော့သေဆုံးခဲ့ရပါတယ်။လက်ရှိမှာတော့မုံရွာရာကြီးကလေးဝလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့အတွက်စစ်တပ်အနေနဲ့ကြေးရွာတွေကိုဆက်လက်ဖျက်ဆီးနေတယ်လို့သိရှိရပြီးတော့စစ်ဆောင်3000ကျော်ဟာစားနပ်ရိက္ခာအတွက်အရေးပေါ်လိုအပ်နေကြပါတယ်။တစ်ဖက်မှာလည်းဥရောပသမဂ္ဂအနေနဲ့စစ်ကောင်စီကိုတန်ခတ်ပိတ်ဆို့မှုတွေထပ်မံတိုးမြင့်လိုက်တာဟာသူတို့အတွက်တိတိတတ်တာနိုင်ငံရေးဖိအားတစ်ရပ်ပါ။ဒါပေမဲ့ Blood Money အဖွဲ့ရဲ့ပြောပြချက်အရစစ်ရုပ်ချုပ်ရေးကိုအသက်သွင်းပေးနေတဲ့အဓိကကြတဲ့အကူအညီတွေကတော့ဆက်လက်ရှိနေသေးတယ်လို့သိရပါတယ်။ Blood Money ကမေလ23ရက်နေ့ညကထုတ်ပြန်ချက်မှာပြောထားတာကတော့စစ်ကောင်စီရဲ့ကြမ်းဖက်လုပ်ရက်တွေအတွက်ငွေကြေးအရင်းမြစ်တွေကိုဖျက်တောက်ဖို့ဆိုရင်တော့အမေရိကန်၊ဗြိတိန်၊ဥရောပသမဂ္ဂ၊ကနေဒါနဲ့ဩစတြေးလျနိုင်ငံလိုမျိုးတွေအားလုံးပူးပေါင်းပြီးတော့အရေးယူဖို့လိုအပ်တယ်လို့ပြောထားပါတယ်။ဒါပေမဲ့လက်ရှိအရေးယူမှုတွေကအားနည်းနေသေးပါတယ်။ငွေကြေးစီစဉ်မှုဗန်တွေအသုံးပြုမှုရေချောင်းအာမခံလေရင်စီထောက်ပံ့မှုတွေကွင်းဆက်အားလုံးကိုနိုင်ငံတကာအဆင့်ပူးပေါင်းအရေးယူဖို့လိုအပ်နေပါသေးတယ်လို့လည်းဆိုပါတယ်။သူတို့ရဲ့ထုတ်ပြန်ချက်မှာတော့မြန်မာရေနံနဲ့ဓာတ်ငွေလုပ်ငန်း MOGE ရဲ့ငွေပေးချေမှုလမ်းကြောင်းတွေကိုဓာတ်ရိုက်ပိတ်ဆို့ဖို့ဒေါ်လာ၊ယူရို၊ဘတ်ငွေတွေကိုကန့်သတ်ဖို့နည်းပညာနဲ့ဝန်ဆောင်မှုတွေကိုပါဓာတ်ခတ်ပိတ်ဆို့ဖို့ထည့်သွင်းပြောကြားထားပါတယ်။စစ်ကောင်စီအနေနဲ့မြန်မာနိုင်ငံရေးကုန်သွယ်မှုဘဏ် MFTB မြန်မာစီးပွားရေးဘဏ် MEB မြန်မာလယ်ယာဖွဲ့ဖြိုးရေးဘဏ် MADB တို့ကိုနိုင်ငံတကာငွေလွှဲလမ်းကြောင်းတွေမှာအဓိကသုံးနေပြီးတော့လက်နက်လေရင်စီနည်းပညာဝယ်ယူရေးအတွက်အရေးပါတဲ့ချိတ်ဆက်မှုတစ်ခုဖြစ်နေပါတယ်။ဒါပေမဲ့အဲ့ဒီဘဏ်တွေကိုဥရောပသမဂ္ဂအနေနဲ့အခုအချိန်ထိဒဏ်ခတ်ပိတ်ဆို့မှုမရှိသေးဘူးလို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့မြန်မာဓာတုဗေဒလုပ်ငန်း MPE ကိုလေရင်စီတင်သွင်းခြင်း၊တည်ယူခြင်း၊ဖြန့်ဖြူးခြင်းတွေအတွက်အဓိကသုံးစွဲပြီးတော့ဝင်တိုက်ခိုက်မှုတွေကိုတိုက်ရိုက်ပံ့ပိုးနေတာကြောင့်အဲ့ဒီလုပ်ငန်းတွေကိုလည်းအရေးယူဖို့အတွက်လိုအပ်နေပါတယ်။နောက်ထပ်အရေးကြီးတဲ့ကိစ္စတစ်ခုကတတိယနိုင်ငံရဲ့ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းပါ။လက်ရှိမှာစစ်ကောင်စီဟာဥရောပသမဂ္ဂမဟုတ်တဲ့နိုင်ငံတွေအထူးသဖြင့်စင်ကာပူ၊ဗီယက်နမ်၊ထိုင်း၊အာဆီယံနိုင်ငံများ၊ဂျပန်၊တရုတ်နဲ့အိန္ဒိယတို့ကိုအသုံးပြုပြီးတော့ပိတ်ဆို့မှုတွေကျော်လွှားနေစေလည်းဖြစ်ပါတယ်။ဒီလိုအခြေအနေမှာဥရောပသမဂ္ဂဟာမြန်မာအပေါ်ချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို2028ခုနှစ်မေလအထိတက်တန်းတိုးလိုက်ပြီလို့လည်းသိရပါတယ်။နောက်ထပ်ရရှိလာတဲ့သတင်းတစ်ပုဒ်အရနေပြည်တော်ကစစ်ရုံးချုပ်အပါအဝင်ဝန်ကြီးဌာနတချို့မှာဝန်ထမ်းတွေရဲ့ကိုယ်ပိုင်ဖုန်းနဲ့ကွန်ပျူတာတွေကိုစောင့်ကြည့်မှုတင်းကျပ်လာတဲ့အကြောင်းပါရရှိလာတဲ့စစ်ဘက်သတင်းရင်းမြစ်တစ်ခုရဲ့ပြောဆိုချက်အရဆိုရင်တော့စစ်ဘက်အနေနဲ့ဌာနတွင်အချက်လက်တွေကိုအပြင်ကိုပေါက်ကြားမှုကိုတားဆီးနိုင်ဖို့အတွက်နည်းပညာပိုင်းဆိုင်ရာခြေလှမ်းတွေကိုလှမ်းနေတယ်လို့သိရှိရပါတယ်။အဲဒီလိုလှုပ်ဆောင်ချက်အနေနဲ့ NON CDM အရာရှိဝန်ထမ်းတဦးချင်းစီရဲ့ကွန်ပျူတာနဲ့ဖုန်းတွေမှာပါတဲ့ MAC address ဆိုတဲ့စက်ရက်ထူကြတဲ့အမှတ်အသားကိုမဖြစ်မနေမှတ်ပုံတင်ခိုင်းပြီးတော့စောင့်ကြည့်နေကြပါတယ်။ MAC address ဆိုတာကစက်တစ်ခုစီရဲ့မွေးရပါလက်ပွေရလို့အတိအကျခွဲခြားလို့ရတဲ့အမှတ်အသားပါ။ဒါကြောင့်ဘသူဖုန်းဘသူကွန်ပျူတာကဘာလုပ်နေလဲဆိုတာကိုအတိအကျသိနိုင်တယ်လို့ဆိုပါတယ်။နေပြည်တော်ကစစ်ရုံးနဲ့ဝန်ကြီးဌာနရုံးတွေရဲ့ Wi-Fi ဒါမှမဟုတ်ကွန်ရက်စနစ်ကိုအသုံးပြုပြီးတော့အင်တာနက်ကြည့်တာဖိုင်ပို့တာလူမှုကွန်ရက်သုံးတာတွေကိုအဲ့ဒီ MAC address ကနေတဆင့် Firewall စနစ်တွေနဲ့24နာရီခြေရာခံစောင့်ကြည့်မှတ်တမ်းတင်ထားနိုင်တယ်လို့သိရှိရပါတယ်။ဒါတွေမကသေးပါဘူး။ရုံးဝင်းအတွင်းဘယ်နေရာမှာရှိနေတယ်ဆိုတာကိုပါခြေရာခံနိုင်ပါတယ်။ဒီလိုမှတ်ပုံတင်ခိုင်းတာဟာဝန်ထမ်းတွေရဲ့ကိုရေးကိုယ်တာအခွင့်အရေးကိုဓာတ်ရိုက်ထိန်းချုပ်လိုက်တာဖြစ်ပြီးတော့သတင်းပေါက်ကြားမှုကိုအကြောင်းပြကဝန်ထမ်းတွေရဲ့လွတ်လပ်စွာပြောဆိုခွင့်နဲ့လှုပ်ရှားမှုတွေကိုပါစောင့်ကြည့်ခံနေရတဲ့အတွက်ဝန်ထမ်းတွေကြားမှာစိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့လည်းသိရှိရပါတယ်။ MAC address အကြောင်းနည်းနည်းရှင်းပြရရင်တော့ဒါကတော့အင်တာနက်ချိတ်ဆက်နိုင်တဲ့စက်တိုင်းမှာထုတ်လုပ်စဉ်ကလေးကထည့်သွင်းပေးထားတဲ့အခရာနဲ့ကဏ္ဍဆက်နှလုံးပါတည်တံ့တော့ချက်တစ်ခုဖြစ်ပါတယ်။ MP address လို့ပြောင်းလဲလို့မရဘဲနဲ့ hardware ထဲမှာအမြဲတမ်းပါရှိနေတာကြောင့်စက်တစ်ခုကိုအတိအကျဆုံးခြေရာခံနည်းလမ်းတစ်ခုလို့ဆိုနိုင်ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီအနေနဲ့နည်းပညာကျွမ်းကျင်သူတွေကိုအသုံးပြုပြီးတော့နေပြည်တော်ကအဓိကရုံးဆိုင်ရာနေရာတွေမှာဒီစောင့်ကြည့်ရေးစနစ်တွေကိုအကောင့်ထဲဖော်နေရလို့သိရှိရပါတယ်။ဒါအပြင်စီကံဖောက်ဖျက်သူဒါမှမဟုတ်သတင်းပေးသူတွေကိုအဲ့ဒီ MAC address အထောက်အထားတွေနဲ့ပြင်းထန်စွာအရေးယူဖို့လည်းပြင်ဆင်နေတယ်လို့သတင်းတွေရရှိထားပါတယ်ခင်ဗျာ။